မင်္ဂလာပါမျိုးတို့ရေအခုမြင်တွေ့နေတာဆိုလို့ရှိရင်ကျွန်တော်တို့စပယိုးပြတ်တဲ့အချိန်မှာဘက်ကွက်သေးခြင်းဘက်ကွက်ဝါခြင်းဆိုတဲ့မြေတွေကိုတစ်နှစ်ချင်းတမဟုန်တို့ဘဝဝင်မြေကဲ့သို့ရှေးကရှိပြီးသားပဂရိမြေကဲ့သို့တစ်နှစ်ချင်းပြုပြင်တဲ့နီးစနစ်ကိုဒါပြတာပါမြေကန်ထဲမှာကျွန်တော်တို့ဇီဝမြေစီလို့ခေါ်တဲ့စွမ်းထက်တာမြေပြင်မြေကန်အထွတ်တိုးတွေကိုဖောင်ဒေးရှင်းထဲမှာခံလိုက်တယ်ပေါ့ဒီဖောင်ဒေးရှင်းထဲမှာခံတဲ့မြေစီတွေကလည်းပဲအမိုင်နိုဒရက်ဆင်လက်တစ်အက်ဆစ်ဒရက်ဆင် EM dressing ပေါ့ protein လို့ခေါ်တဲ့ကျုပ်ဟော်မုန်း dressing နေနဲ့ပေါင်းဆက်ပြီးတဲ့အခါကျတော့ပို၍သာ၍ထိရောက်အောင်ဆိုပြီးတော့မြေကန်ထဲမှာမြေစီထဲမှာ trichoderma လို့ခေါ်တဲ့မိုးအမျိုးအစားရဲ့ nicorin လို့ခေါ်တဲ့ဆေးရွက်ကြီးအဇာလတင်လို့ခေါ်တဲ့တမာကျိတ်ဖတ်ကဲပေါင်းဆက်ပြီးတဲ့အခါကျတော့အမေ40ကျော်ကို dressing ပေါက်ကွဲအား10မျိုးနဲ့ပေါင်းဆက်ထားတဲ့ဇီဝမြေစီကိုအောက်ခြေထဲမှာခံပြီးတဲ့အခါကျတော့အပေါ်ကသစ်စိမ်းမြေဩဇာရရှိဖို့ရန်အတွက်ကိုကျွန်တော်တို့ပိုက်ဆံရှောပင်ကိုကျဲပါတယ်ဒီအပင်တွေအခုမြင်တွေ့နေရတဲ့အပင်တွေဆိုလို့ရှိရင်များမကြာတဲ့ရက်စွဲမှာပဲကျွန်တော်တို့ထေပန်းနဲ့မြေအောက်ထဲကိုသစ်စိမ်းမြေဩဇာအဖြစ်ထည့်လိုက်တော့မှာပါထည့်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲဒီသစ်စိမ်းမြေဩဇာရဲ့သဘောတဘာဝကြောင့်ကျွန်တော်တို့ဟာယူရီးယားလို့ခေါ်တဲ့ဒရမီဩဇာတနည်းပေါင်းသက်ဆေးအရှိန်ကြောင့်ပြတ်သုံးသွားတဲ့ဒီလေးတွေဟာပြန်လဲပြီးတော့နိုးကြွလာအောင်ပိုက်ဆံရှော်ပင်တွေဟာပုတ်အဲ့ပြီးတဲ့အခါကျတော့ဒီသစ်စိမ်းကနေမဲပုတ်သွားအောင်ကျွန်တော်တို့ထဲခဲနဲ့ဖိလိုက်တဲ့အချိန်မှာအဖက်တဲ့မိုက်ခရိုတွေပြန်လဲပြီးတော့ပေါက်ဖွာလာမယ်ဒီတွေသေးလို့မြေပြက်သွားကုန်ကြစရိတ်ကများတဲ့တောင်သူကိုကုန်ကြစရိတ်နည်းအောင်စားတဲ့တဘိုးတိုး၍နှစ်စဉ်နှစ်တိုင်းစိတ်ချမ်းသာခြင်းအထူးရရှိနိုင်အောင်ကျွန်တော်တို့လှုပ်လိုက်တဲ့နီးစနစ်ပါပဲအဲဒီတော့တချို့တောင်သူတွေကအခင်းပိုင်ရှင်ကိုမေးကြတယ်တို့စပားတွေကျဲပြီးပြီနင်တို့မကျဲသေးဘူးလားဟဲ့ဒီအတိုင်းကြီးပဲထိုင်ဆောင်နေမှာလားနှွေစပားနှွေရည်မရဘဲနဲ့နှွေရည်တော့ဆယ်ရည်တော့မဟုတ်ဘဲနဲ့လေဒီအတိုင်းလှတ်ထားတာပတ်ဝန်းကျင်ဆိုတဲ့သဘောမျိုးကတော့ကိုအောင်သူလိုပဲပေါ့ကိုအောင်သူဆိုတဲ့သချင်းလိုပဲကဲ့ရဲ့လဲကွယ်9ရက်ထဲချီရဲ့ချီးမွန်းလဲ9ရက်ထဲကြော်ရင်တော့သူတို့ဘာသူငြိမ်သွားတာပါပဲသို့တော့လူတွေဟာကိုအကြောင်းနေနဲ့ကိုသဘာဝတွေနဲ့ကိုအတိုင်းအတာတွေနဲ့ကိုရဲ့ရှုထောင့်အမျိုးမျိုးနဲ့လှုပ်ဆောင်နေကြတာပါပဲရံပန်ရံကကြတော့သူများရောင်လှုပ်လိုက်လို့ရောင်အမောင်ပါမှမသိဘူးဆိုတဲ့မြန်မာတို့ရဲ့ဩဟာရဆိုစကားလေးရှိပါတယ်သူများတွေကဘယ်စီကိုသွားနေတာလဲမြေဘလောက်ပဲပြည့်စည်နေအပင်ဖြစ်ရင်အပင်ရှိရင်ပြီးတာပဲတနေ့ကြတဲ့အခါကျတော့ဆေးဘိုးတွေကုန်ကြစရိတ်ကများတာကိုလည်းပဲတစ်ခါလဲမမှတ်နှစ်ခါလဲမမှတ်သုံးခါလဲမမှတ်အဓိကတော့အရင်စစ်တော့အမြင့်မြေကတိုင်းပြည်မှန်ရင်စစ်လူမှန်ရင်အချက်တစ်ပင်မှန်ရင်အမြင့်ဒီမြေကအလုံးလောက်တာအ ਨੇ လို့အာဟာရဟန်ချက်နဲနေတဲ့၍အများလိုအာဟာရဟန်ချက်စီကိုကျွန်တော်တို့ကသွားနေကြတယ်မြန်မာတောင်သူတွေကျွန်တော်အမျိုးတွေကဘာတွေလှုပ်လဲစောစီကျဲတယ်ပေါင်းသက်စီတွေဖြန်းတယ်အပင်ထိသွားတယ်အပင်မြန်တက်အောင်ပလဲသုံးမယ်ကွန်ပေါင်းသုံးမယ်ရေရှည်ကြတော့မြေပြက်သွားတာပါပဲမိုးရန်ခါကြတော့တို့စဘာကျဲချိန်တော့တို့စဘာကျဲချိန်ဗျာဘာမှမဖြစ်ပါဘူးအဲ့ဒါကြတော့အဲ့ဒီအချိန်မှာကျွန်တော်တို့မိုးရန်ကာလမှာလက်မောင်းလက်ယုံတန်းပြီးတော့အလံထူနေတာပေါ့တနည်းပေါ့လက်မထောင်နေတာပေါ့ကာဗွန်နစ်အက်ဆစ်လို့ခေါ်တဲ့ရေတစ်ခေါက်မိုးတစ်ပေါက်ဆိုတဲ့မိုးပေါက်နဲ့လဲဝေးတဲ့အချိန်လဲရောက်ကောစပယိုးပြခုတ်ဖုံးမဲကျဲမိချိုပဲကျဲပေါင်းသက်စေးမနေ့ပိုင်းပေါင်းသက်စေးခပ်ပြင်းဘက်ညနေပိုင်းကြရင်ကျွန်တော်တို့မိရှို့ပြီးတော့မြန်ကျဲတဲ့တောင်သူတွေကပဲချိန်ကြရင်ဘာတွေဖြစ်လဲ10ဧက12ဧက13ဧကမှာဒီကကိုသွင်းအားစု
ဗုဒ္ဓဆေးနဲ့အာဇီယာ340ကုန်နဲ့ထွက်လာတဲ့ပဲကြတော့တေကမှာ9တင်း6တင်း3တင်းကျိုးလောက်ထွက်တဲ့အခါကျတော့ဘာဖြစ်လဲအရင်ထက်အမြက်ကပိုနေနေတယ်အရင်ကအားများနေတော့ကျွန်တော်တို့တောင်သူတွေမှာတစ်နှစ်လာလဲဒီလိုတစ်နှစ်လာလဲဒီလိုနဲ့လုံးလေချက်ပြားလိုက်နေကြတဲ့တောင်သူတွေရဲ့ကြားမှာခွက်ထွက်လာပြီးတဲ့အခါကျတော့စွန်ကိုတီထွင်မှုနဲ့အရှိပဂရိအတိုင်းပြန်လည်ပြီးတော့ကောင်းမွန်အောင်ဆိုပြီးတော့သွားတဲ့တောင်သူကအခုလိုဇီဝမြေစီကိုအောက်ကခံပြီးတော့တစ်နှစ်ချင်းတမဟုံတို့ပြန်လည်ပြီးတော့ဘိုးဘွားအမွေကဲ့သို့ပြန်လည်ပြီးတော့ကောင်းမွန်အောင်လုပ်တဲ့နီးစနစ်ဟာဆိုရင်ဒီသစ်စိမ့်မီဩဇာကိုအောက်ခြေရထိုးထည့်ပြီးတဲ့အခါကျတော့ရှေ့ကအန်နီညိုယာသည်ပြီးသွားတဲ့နှစ်ကအန်နီညိုယာသည်လို့ခေါ်တယ်အခုနှစ်ကအန်နီညိုရဲ့ဆန့်ကျင်ဘက်လာနီညာလို့ခေါ်တယ်စောစောစီစီကစုံညောင်ရီမသွန်းနေဘူးမိုးကရွာတယ်ကစုံညောင်ရီသွန်းအခုနေုံလာစမ်းထီအောင်မိုးကမပြတ်ပါဘူးမပြတ်တဲ့အပြင်အထက်မြန်မာပြည်မှာဆိုကျွန်တော်တို့နှမ်းနေဆိုပျက်စီးလိုက်ကြတာကျွန်တော်တို့အညာမှာဆိုရင်လဲထို့အတူပါပဲကုံဆောင်ကြောတွေမုံချောင်းရီတောက်သမားတွေဆိုရင်ဧကကိုသိန်းနဲ့တန်းနဲ့ချီပြီးတော့ပျက်စီးကုန်ကြတယ်အဲ့ဒီတော့ကျွန်တော်တို့ကဥပမေယဥပမာပေးပြောချင်တာကတော့မိန်ကလေးများတော်မှတနေကုန်တနေကန်းအလုံးလုံးထားတဲ့ဂျိုင်းဘတ်စောနန္နာပဲဖြစ်ဖြစ်ချွေးအဟောင်းတွေထွက်တာပဲဖြစ်ဖြစ်ကြီးစောနန္နာပဲဖြစ်ဖြစ်ရေချိုးတန့်စင်တဲ့အချိန်မှာပြောင်းစင်အောင်ရေချိုးတန့်စင်ပြီးမှမိမိကြိုက်တဲ့အလှကုံကိုလိမ့်ကြံချဲလဲတာပို့ပြီးတော့မှုေးပါတယ်ပို့ပြီးတော့လည်းအနံ့ဆွဲပါတယ်ကြီးပြောင်တော့ပိုလှတယ်လို့လည်းထင်ရပါတယ်အဲ့တော့ကျွန်တော်တို့တောင်သူတွေကမြန်ရောက်အောင်ပြောချင်တာကတော့ရေမချိုးဘဲနဲ့တနခါလူးကျင်ရတဲ့အကျင့်စရိုက်ကလေးတွေကကျွန်တော်ကိုယ်တိုင်လည်းရှိပါတယ်လို့သူများကိုလည်းသိပြီးတော့မဆွတ်ဆွဲပါဘူးအဲ့တော့မြေကိုကောင်းအောင်ပြုပြင်ခြင်းကိုသိကြောက်ကြတယ်ဘာကြောင့်ကြောက်တာလဲဆိုတော့ကျွန်တော်လည်းမတွေးတတ်ဘူးပေါ့နော်မြေကိုဖျက်ဆီးဖို့ရန်ကြတော့ပျော်ပျော်ပါပါကြီးဖျက်ဆီးတတ်ကြတဲ့အကျင့်ဝါဒကကျွန်တော်ကိုယ်တိုင်လည်းရှိတယ်အဲ့တော့စောစောစီစီမိုးကြတာနင်တို့မကျဲသေးဘူးလားတို့ကတော့ကျဲနေပြီရှေ့ကကြိုက်တဲ့လောက်ကျဲပါဗျာမြေရဲ့သဘာဝကအ내လိုအာဟာရအများလိုအာဟာရဟန်ချက်ညီတယ်မြေကတာဘာပင်ဘာစီပြစ်ချပြစ်တိုင်းထောင်ပြစ်လိုက်တိုင်းထောင်ပြစ်တိုင်းထောင်ဖြစ်အောင်အခုလိုလုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြေမကောင်းတဲ့မြေညံ့တဲ့လေတွေကတလ25ရက်28ရက်အဲ့ဒီလိုကြိုပြီးတော့ရှေ့ရကျဲရင်ကျဲနေပါစေကောင်းကောင်းမွန်မွန်လေးနဲ့ကားလို့ပေါ့ဗျာနော်အင်ဂျင်ဝိုင်းလဲမထက်ဂီယာဝိုင်းလဲမထက်ရေလဲမထက်စီလဲပြတ်နော်စက်ပစ္စည်းမကောင်းမဲနဲ့ကားကတော့ရှေ့ရနေပြီးတော့1နာရီ2နာရီ3နာရီလောက်ကြိုမောင်းရင်မောင်းနေပါစေစီရေလေးဝိုင်းပြည့်စုံပြီးတဲ့အခါကျတော့ကားဟာတောက်ဝီးဖြစ်နေတယ်ဆိုရှေ့ကားကိုများမကြာကြော်နိုင်ပါတယ်ဆိုတာဒီပတ်စံခင်းရနေပြီးတော့ကျွန်တော်တို့တက်တည်တက်ကာရအဖြစ်ကျွန်တော်တို့ပြမှာပါအဲ့တော့မြန်မာနိုင်ငံမှာရှိနေတဲ့တောင်သူတွေအားလုံးဟာဒီနမူနာကိုယူပြီးတဲ့အခါကျတော့မြေကြီးတွေကမြေတွင်းထဲမှာရှိနေတဲ့အ내လိုအာဟာရအများလိုအာဟာရဟန်ချက်ညီတဲ့မြေဖြစ်တယ်ဆိုရင်မြည်သည့်ပိုးမှမကြမြည်သည့်ယောဂါမှမထူအထွက်ကိုအထူးတိုးစပားကိုပင်ပွားအာသူမြတ်ထက်သာအပြင်းစီနဲပြီးတော့အောင်စီများလို့ဝိတ်ချိန်အလွန်စီးတတ်တဲ့သဘာဝမျိုးဟာဒီသဘောတရားကလွဲပြီးတော့ဘာမှမရှိပါဘူးလို့တောင်သူအကျိုးပြုဦးညွန့်စောအနေနဲ့ကျွန်တော်တို့ရှေ့ဆောင်လမ်းပြလှုပ်ဆောင်ပြနေပါတယ်လို့အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဦးညွန့်စောပါ